လုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အနေဖြင့်အပိုင်း3တေချင်းထာဝရအပင်ငရဲမှာဘလို့လွတ်နိုင်မလဲဆိုတဲ့ခေါင်းစဉ်လေးမှာဆက်ပြီးမှကျွန်တော်အနေဖြင့်ဝေငှသွားလို့ပါတယ်ဆိုတော့ချစ်တော်မိတ်ဆွေဒီနေ့လောကကြီးဟာကျွန်တော်တို့နေထိုင်တဲ့လောကဟာအင်မတန်မှစိုးရိမ်စရာတုန်လှုပ်စရာဖြစ်နေပါတယ်လူငယ်တဲ့အချိန်မှာပြောကြတဲ့စကားတွေကနေမင်ညပြောက်လို့ပြောကြပါတယ်သို့တော်ယနေ့အခြေအနေကနေမင်ညပြောက်မဟုတ်တော့ပါဘူးအခုမြင်အခုပြောက်ဖြစ်နေပါပြီလူတယောက်ရဲ့ဘဝဟာလူတယောက်ရဲ့အသက်ဟာဆန်တော်လက်မကွေးခင်ကွေးတဲ့လက်မဆန့်ခင်မျက်စိတမိတ်အတွင်းမှာဘလို့ဖြစ်သွားမယ်ဘာဖြစ်သွားမလဲဆိုတာတရားမှအာမခံချက်မရှိပါဘူးအခုပဲမြင်လိုက်တဲ့သူကခုနှစ်နှစ်ကြာရင်တည်သွားပြီဒါကြောင့်မျက်စိတမိတ်အတွင်းမှာလူတွေမြောက်များဆိုတာတည်ကြည်ပျက်စီးနေကြတယ်ဆိုတော့ကျွန်တော်တို့ဘဝရဲ့တမလွန်ခီအတွက်ကျွန်တော်ဘယ်လိုလုပ်ကြမလဲလွန်ခဲ့တဲ့အပိုင်း1နဲ့2မှာကျွန်တော်ပြောတော့တဲ့အတိုင်းပဲလူတိုင်းကတနေ့ကျရင်တည်ချင်းထာဝရအပင်ငရဲထဲမှာလမ်းဆုံးရမယ့်သူတွေဖြစ်ပါတယ်အဲ့ဒီထဲကနေလွတ်မြောက်နိုင်မဲ့နီလန်းကိုဒီနေ့ကျွန်တော်အနေဖြင့်ဝေငှလိုပါတယ်ချစ်တော်မိတ်ဆွေတဲ့အနေနဲ့ယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေဒီနေ့ဒီတည်ချင်းတရားရဲ့လက်ထဲကနေဘယ်သူမှမလွတ်နိုင်ဘူးဆိုတာကိုတင်နားလေတဘောပေါက်မယ်ဆိုရင်တော့တဲ့အတွက်တည်ချင်းရဲ့စက်ကွင်းအပယ်ထဲကနေလွတ်မြောက်ရာအကျွတ်တရားလမ်းကတော့တင့်ကိုစောင့်မျှော်နေစေပါချစ်တော်မိတ်ဆွေဓမ္မကျမ်းစာကဒီလိုပြောပါတယ်ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်အံ့သောငါဤလောကသို့ကြွလာတော်မူသည်ဟူသောစကားသည်တစ္ဆာစကားဖြစ်၏လို့အကျွင့်မဲ့ခံယူအပ်သောစကားလည်းဖြစ်၏လို့ပြောပါတယ်ဒါကြောင့်ယေရှုခရစ်တော်ဖျားဟာတင်းနဲ့ကျွန်ုပ်ခံစားရမယ့်အပယ်ငရဲတည်ခြင်းကနေကယ်တင်ပေးနိုင်တဲ့တပါးသီးသောကယ်တင်ရှင်ယေရှုခရစ်တော်ဖျားဖြစ်ပါတယ်အပြစ်ရှိတဲ့တင်းနဲ့ကျွန်ုပ်ခံစားရမယ့်တည်ခြင်းအပယ်ကျင့်ခြင်းအမင်္ဂလာကိုတည်ခြင်းအတွက်လဝကတိုင်ပေါ်မှာအသေးခံတယ်အသေးခံပြီးမှအတွေးတွန်းတယ်ကျွန်တော်တို့ရဲ့အပြစ်ရှိသမျှကိုသူ့ရဲ့အတွေးတော်အားဖြင့်ဆေးကြောခဲ့ပေးတာဖြစ်တယ်သူရဲ့အတွေးတော်အားဖြင့်တင်တဲ့ကျွန်တော်ရဲ့ကံကြွေဝတ်ကြွေအာဟုတို့ကြွေအကျွေးအားလုံးကိုအတွေးအားဖြင့်အပြစ်ကြွေးကိုဆက်ပေးခဲ့တာဖြစ်တယ်ယေရှုဘုရားဟာတည်ခြင်းတရားကိုအောင်မြင်တော်ဘုရားဖြစ်တယ်ဘုရားမှရင်တည်ခြင်းမရှိရဘူးလို့ပြောပါတယ်ဆိုယေရှုခရစ်တော်ဘုရားဟာလည်းစစ်မှန်တော်ဘုရားထာဝရအသက်ရှင်တော်ဘုရားဖြစ်သောကြောင့်တည်ခြင်းထဲမှာလမ်းမဆုံးသွားပါဘူးတည်ခြင်းကိုအောင်မြင်တော်ဘုရားဖြစ်တယ်တကြိုခနဲ့3ရက်မြောက်သောနေ့မှာတည်ခြင်းကနေရှင်ပြန်ထမြောက်ပြီးပါယနေ့အချိန်ထိအသက်ရှင်တော်ဘုရားဖြစ်တယ်မနေ့ယနေ့နောင်ကာလအစဉ်အမြဲမပြောင်းမလဲပဲတည်ရှိတော်ဘုရားဖြစ်တယ်ထိုဘုရားကယေရှုခရစ်တော်ဘုရားဖြစ်တယ်တင်နဲ့ကျွန်တော်ကိုအပြည့်ရဲ့အခတည်ခြင်းဒီဟူသောအပယ်ငရဲကနေကယ်တင်ပေးတော်ဘုရားဖြစ်တယ်မိတ်ဆွေသခင်ယေရှုဘုရားကတင်နဲ့ကျွန်တော်ကိုအလွန်ချစ်တော်ကြောင့်တင်နဲ့ကျွန်တော်ရဲ့အပြစ်ကြောင့်ခံရမယ့်ထာဝရအပယ်တွားရမယ့်ဘဝအခြေအနေကနေထာဝရအသက်ရှင်ခြင်းဒုက္ခချမ်းသာဆိုတဲ့အိုခြင်းနာခြင်းတည်ခြင်းကင်းစင်တဲ့ကင်းမဲ့တဲ့ထာဝရအသက်ရှင်ခြင်းဒီဟုသောဒုက္ခချမ်းသာကိုပေးခဲ့တော်ဘုရားဖြစ်တယ်ပေးနေတော်ဘုရားဖြစ်တယ်ယခုလည်းပေးတဲ့ဘုရားဖြစ်တယ်ဒီနေ့မိတ်ဆွေဒီနေ့ကျွန်တော်ထင်ထားတဲ့လောကမှာရှိတဲ့လူတွေအထွတ်အမြတ်ထားတဲ့ပညာဒနာဥစ္စာအဲ့ဒီအရာအားလုံးကတန်ဖိုးကြီးလာတဲ့တင်းရဲ့ဝိညာဉ်ကိုအပယ်ငရဲကနေလွတ်မြောက်အောင်မကယ်တင်ပေးနိုင်ပါဘူးအဲ့ဒီကျွန်တော်တို့ရဲ့အသက်ဝိညာဉ်တန်မလွန်ဘဝအတွက်ကျွန်တော်တို့ရဲ့ဝိညာဉ်အပယ်တွားရမယ့်နေရာကနေကျွန်တော်တို့ကိုကယ်တင်ပေးနိုင်တာကထိုအသက်ရှင်တော်ယေရှုခရစ်တော်ဘုရားတပါးတည်းတာလေကယ်တင်ပေးနိုင်တာဖြစ်တယ်ထိုယေရှုခရစ်တော်ဘုရားတပါးတည်းကတာလေကျွန်တော်တို့ရဲ့တန်မလွန်အတွက်လူတိုင်းကိုထာဝရအာမခံချက်ပေးနိုင်တဲ့သူဖြစ်ပါတယ်ထိုယေရှုဘုရားကိုမိတ်ဆွေရဲ့စိတ်လုံးထဲမှာအရှင်သခင်အဖြစ်
အကျွမ်းမဲ့ယုံကြည်လက်ခံမယ်ဆိုရင်အပယ်ငရဲကနေလွတ်မြောက်ပြီးမှအသက်ရှင်ခြင်းကိုရရှိမှာဖြစ်တယ်အပယ်ငရဲကနေလွတ်နိုင်မဲ့နီလန်းကတခြားနီလန်းမရှိပါဘူးချစ်တော်မိတ်ဆွေအပယ်ငရဲကနေကျွန်တော်ကိုတကယ်ကယ်တင်ပေးနိုင်တဲ့သူကယေရှုခရစ်တော်ဘုရားတပါးတည်းပဲရှိတာဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်ဘုရားကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်နဲ့အရှင်တကယ်ယုံကြည်လက်ခံထားတဲ့သူရဲ့အသက်တာထဲမှာသူတည်ခြင်းတရားကျွန်တော်ရင်ဆိုင်ရမယ့်တည်ခြင်းတရားကိုကြောက်စရာမလိုတော့ပါဘူး။ဘာကြောင့်လဲဆိုရင်ယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံတော်သူအပေါင်းတို့သည်ထာဝရပျက်စီးခြင်းတို့မရောက်တည်ခြင်းမှအသက်ရှင်ခြင်းတို့ကူးပြောင်းတော်သူဖြစ်လိမ့်မယ်။ကူးမြောက်တော်သူဖြစ်လိမ့်မယ်လို့တမန်ကျမ်းစာကကျွန်တော်ကိုတည်ပေးထားပါတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေကျွန်တော်တို့ရဲ့အသက်တာထဲမှာတင်ကြိုးစားနေတဲ့အရာတင်လှုပ်ဆောင်နေတဲ့အရာတင်အစွမ်းအစနဲ့တင်လှုပ်ဆောင်နေတဲ့အရာတစ်ခုချင်းစီတိုင်းကတင်ရဲ့ဘဝတမလွန်ခိရတဲ့ဘာမှအာမခံချက်မရှိဘူးဆိုတာကိုတင်တည်ရပါဒီနေ့လူတွေကကိုယ့်ရဲ့အစွမ်းအစနဲ့ကြိုးစားနေကြတယ်တမလွန်ကနေအပင်ငရဲကနေလွတ်မြောက်ဖို့အတွက်ကြိုးစားနေကြတယ်ဘလောက်ပဲကြိုးစားပါစေတင်းရဲ့လှုပ်ဆောင်မှုတင်းရဲ့ကြိုးစားမှုတွေကတင်းရဲ့ဘဝတင်းရဲ့ဝိညာဉ်အတွက်တမလွန်အတွက်အာမခံချက်ဘာမှမရှိပါဘူးကျွန်တော်တို့ကိုအာမခံချက်ပေးထားတာကယေရှုခရစ်တော်ဘုရားတပါးတည်းပဲဖြစ်တယ်ဒါကြောင့်ထိုယေရှုခရစ်တော်ဘုရားကိုယုံကြည်လက်ခံတော်သူအရောက်ချင်းစီတိုင်းကတည်ခြင်းတည်းဟူသောထာဝရအပင်ငရဲကနေလွတ်မြောက်ပြီးမှအသက်ရှင်ခြင်းတည်းဟူသောထာဝရဒုက္ခချမ်းသာပုံကိုရောက်ရှိနိုင်မှာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေအနေနဲ့ယေရှုခရစ်တော်ဘုရားကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်မိမိရဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံထားမယ်ဆိုရင်ယခုဘဝနောင်ဘဝအတွက်ဘာမှစိုးရင်စရာမလိုတော့ပါဘူး။ဒီနေ့ကျွန်တော်အသက်တာထဲမှာစိတ်ချမှုအာမခံချက်အပြည့်ရှိပြီးသားဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ဘုရားတပါးတည်းတာနဲ့ကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့တမလွန်အတွက်အာမခံချက်ပေးနိုင်တော့ဘုရားကျွန်တော်တို့ကိုအပယ်မှကယ်တင်ပေးခဲ့တော့ဘုရားဖြစ်တယ်ဆိုတဲ့အရာလေးကိုကျွန်တော်အနေဖြင့်ဝင်ငါလိုတာဖြစ်တယ်။ဒါကြောင့်ယခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့ချစ်တော်မိတ်ဆွေများအားလုံးရဲ့အတွက်ဒီနေ့မတေခင်အချိန်လေးမှာယခုလောကမှာအသက်ရှင်နေတဲ့အချိန်လေးမှာတမလွန်ဘဝအတွက်အာမခံချက်ပေးတဲ့ယေရှုခရစ်တော်ဘုရားကိုယခုပင်လင်ကျွန်တော်ရဲ့စိတ်နှလုံးထဲမှာအကျွမ်းမဲ့ယုံကြည်လက်ခံမယ်ဆိုပါကနောင်တမလွန်အတွက်စိတ်ချမှုရှိပြီးမှထာဝရတည်ခြင်းအပယ်ကနေလွတ်မြောက်ပြီးထာဝရအသက်ရှင်ခြင်းတည်းဟူသောဒုက္ခချမ်းသာပုံကိုရောက်နိုင်မယ်ဆိုတဲ့အကြောင်းကိုတည်င်းကောင်းလေးဝေငှရင်တဲ့အားလုံးကိုမေတ္တာရှိထားတဲ့ကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့တမလွန်အတွက်အရေးကြီးတဲ့တည်င်းစကားလေးကိုဝေငှလိုက်ပါတယ်ဆိုတော့မိတ်ဆွေများအနေဖြင့်တကယ်ပဲယေရှုခရစ်တော်ဘုရားကိုကျွန်တော်တို့ရဲ့နှလုံးသားထဲမှာကျွန်တော်ဘဝအသက်တာထဲမှာကယ်တင်ပိုင်ရှင်အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းနဲ့ဆိုရင်တော့ဒီအချက်လေးကိုအတူတကွအနောက်ကနေလိုက်ဆွေနဲ့ဝန်ခိုင်းတဲ့ယေရှုခရစ်တော်ဘုရားကိုနေရာပေးနိုင်ပါတယ်ယေရှုဘုရားကျွန်တော်ကျမဒီအပြစ်ကြီးသောသူဖြစ်ပါတယ်အပြစ်ရဲ့အခတေချေအပင်ငရဲနဲ့ထိုက်တန်သောသူဖြစ်ပါတယ်သို့တော်ယေရှုဖျားကိုတော်ဒီကျွန်တော်ကျမကိုချစ်တော်ကြောင့်ကျွန်တော်ကျမရဲ့ကိုယ်စားအပြစ်ရဲ့အခတေခြင်းကိုကိုယ်စားခံယူပြီးအသေးခံအတွေးတွန်းပြီးကျွန်တော်ကျမရဲ့အပြစ်အကျွေးတွေကိုဆက်ပေးခဲ့သောကြောင့်ကျေးဇူးတင်ပါ၏ကျွန်တော်၏ကယ်တင်ပိုင်ရှင်အရှင်သခင်အဖြစ်ယုံကြည်လက်ခံပါ၏အကျွန်ုပ်၏ဘဝတစ်ခုလုံးကိုအပိုင်ယူတော်မူပါအုပ်ဆိုးတော်မူပါအလိုတော်အတိုင်းဆက်လက်ဦးဆောင်တော်မူပါကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်ဘုရား၏နာမ၌ဆုတောင်းဆက်ကပ်အနံပါ၏အာမင်